တင်းချမ်းဆိုတာလူတိုင်းအတာပြောစားရလားကြော်စွာအထက်တော်မဟုတ်ခဲ့ဘူးလူကြီးတွေကဒီနှစ်မှာသူအာတာစတယ်ဂယူဆိုးဝင်နေတဲ့လူတားကြတယ်အဖြစ်မထွက်ဖို့ဖျားတရားလုပ်ဖို့မာကြတယ်ဒါပေမဲ့ခိပညာတဲ့လူငယ်တယောက်အတွက်ဒါရီဟာအထိပယ်မရှိတဲ့ဒန္တာရီပဲပါပဲငါအတန်ငါဘာသာနေတာဘာဖြစ်လဲဆိုပြီးတငယ်ချင်းတွေနဲ့အတူလဲပတ်ဖို့သူဆုံးဖြတ်ခဲ့တယ်ဒါဟာသူနောက်ဆုံးမြင်ရမယ့်တင်ကြံမှာသူမတီးခဲ့ဘူးတင်ကြံအကြနေရေပတ်ခါကားကြီးပေါ်မှာတငယ်ချင်းတွေနဲ့အတူသူပြောနေတယ်မန်တက်တွေရှိဖြစ်တိုင်းရေလီကအေးဆန်လို့ဒါပေမဲ့ထူးဆန်းတာကလူအုပ်ကြီးရဲ့နောက်ဆုံးတန်းမှာအနက်ရောင်စုံတဲ့လူပြောင်သူ့ကိုစိုက်ကြည့်နေတယ်ကားကဘလောက်မြန်မြန်မောင်းပါစေအဲ့ဒီလူကကားနောက်မှာအမြဲပါနေတယ်ကြောစွာစိတ်ထဲတခုခုတော့မားနေပြီဆိုတာသိလာရတယ်နေဘူးထဲမှာသူချမ်းစီလာတယ်ကားပေါ်မှာကခုံးလေးရဲ့ကြောစွာနာထဲမှာထူးဆန်းတဲ့အသံတွေကြားလာရတယ်လော်စရာတချင်းတန်တွေကြားထဲမှာငါစီလာခဲ့ဆိုတဲ့အကွဲကွဲအသံကြီးကကားဘေးနားကကတ်လိုက်နေတယ်လို့ပဲသူမျက်လုံးကိုတင်းတင်းပြီးခေါင်းခါရမ်းလိုက်ပြီးမဲ့ပြန်ခွင့်လိုက်တဲ့အချိန်မှာတော့သူ့ဘေးနားကရေပုံထဲကရေတွေဟာပွက်ဆူတဲ့သွေးရောင်အနှောင်ထွေဖြစ်နေပြီလမ်းဘေးကရေပတ်နေတဲ့ကလေးတွေရဲ့ရေထန်းဟာလည်းငိုတန်းလူလူအော်ဟစ်ထန်းလူလူနဲ့သူ့နားစီကိုထူဖောက်လူနေတယ်သူကြောက်လန့်တကြားနဲ့ဘေးကတငယ်ချင်းရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်ပြီးမဲ့သူစုခမိလိုက်တာကနှွေးထွေးတဲ့လူအသားမဟုတ်ပဲအေးဆက်ပြီးအရေးခွန်းတွေလန်နေတဲ့အယိုးစာလက်တဖတ်ချင်မိခဲ့တယ်ကြော်စွာတုံရင်နဲ့ဘေးပတ်ဝန်းကျင်ကိုပြန်ကြည့်လိုက်တယ်ဖယားရဲ့တငယ်ချင်းတွေရဲ့မျက်နှာတွေကအရေးခွန်းတွေလမ်းပြီးပုတ်ပွားနေတဲ့အလောင်းတွေဖြစ်နေတယ်ခဏလေးမျက်လုံးမိပြီးပြန်ကြည့်တော့ပုံမှန်ပဲဒါပေမဲ့အာတာကြီးတွေကသူ့ခုပေါ်ကြတဲ့အခါတွေ့လို့หนีရဲလာပြီးအသားတွေကိုအက်ဆစ်လိုလောင်မြွိုက်ကြည့်တယ်တကူလုံးနာကျင်မှုကြောင့်အော်ဟစ်နေပေမဲ့ပထူးကမှသူ့ကိုဂယုမဆိုင်ကြဘူးသူတို့တွေဟာတင်မင်းနဲ့ကနေတယ်လို့ပဲမန်တက်ကြီးတခုရှိမှကားရက်လိုက်တဲ့အချိန်အနက်ရောင်ဝတ်စုံတဲ့လူကကားပေါ်ကိုရုတ်တရက်ရောက်လာပြီးကြော်စွပခုံးကိုလမ်းကုန်လိုက်တယ်အချင်းတန်းပြီးသွားကြစို့ကြော်စွကြောက်လန့်တကြားနဲ့ကားပေါ်ကခုန်ချပြီးထွက်ပြေးတယ်လမ်းဘေးကမှန်တစ်ချက်မှကြည်လိုက်တဲ့အချိန်မှာတော့သူမြင်လိုက်တာကခေါင်းကသွေးတွေစီးကြနေပြီးပုံပြက်ပန်းပြက်နေတဲ့သူ့ကိုယ်သူပဲသူဟာတင်းကြံအကျိုးနေကတော့စိုက်ကဲမောင်းပြီးတေဆုံးခဲ့ပြီးသားအခုသူမြင်နေတာတွေကသူ့ဝိညာဉ်ကိုလာခိုးတဲ့ငရဲနမိတ်တွေဖြစ်နေတယ်အာတာတက်ချင်းရောက်တော့လမ်းပေါ်မှာကြော်စွာမရှိတော့ဘူးသူ့ဝိညာဉ်ကိုအနက်ရောင်ဝတ်စုံနဲ့အာတာဘီလူကခေါ်သွားခဲ့ပြီပြောစရာတင်းကြံတဲ့ချင်းတန်တွေဟာကြော်စွာအတွက်တော့ငိုချင်းတပုတ်ချစ်ခဲ့ရတယ်လူကြီးရဲ့စကားကိုမယုံကြည်ပဲစိန်ခေါ်ခဲ့တဲ့ကြော်စွာအခုတော့သူ့ရဲ့နောက်ဆုံးတင်းကြံမှာအဖို့မရှိပဲထာဝရပြောင်းကွယ်သွား